မနေ့ကစောသွားခဲ့တဲ့မြန်မာပွဲတစ်ပွဲမှာဒီလိုမျိုး battle strategy တခုကိုထပ်ပြီးတွေ့ရတယ်အဲ့ဒါကျွန်တော်တို့အမြဲတမ်းတွေ့နေကြပဲဆိုတော့ဒီမှာဆိုကြည့်လိုက်ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာဒီအောက်လင်းကလွတ်သွားပြီပေါ့အောက်လင်းကလွတ်သွားတဲ့အချိန်မှာဒီဘက်ကဇီနိုကဘဲတွေကအောက်ကမီနီယွန်တွေကိုလုံးဝကိုဂယုမဆိုင်ဖဲနဲ့သူတို့လော့ကိုဘာကြောင့်ဖိုးကန်နေလဲဆိုတော့ကျွန်တော်နားမလည်ဘူးဘာကြောင့်လဲဆိုတော့ဒီ YG ဘက်မှာက hero nature ရကြည့်မယ်ဆိုရင်ဒီမှာလောင်ကြီးထီးထီးရှိတယ်ပြီးရင် stage လို့ player မျိုးကအမြဲတမ်းမြောက်လို့ခုံဆွနေတဲ့ player မျိုးအလီတာနဲ့အတူတူပဲသူတို့ရဲ့ strategy တွေ game play style တွေကစင်တူနီးပါးတော့တွားကြတယ်အဲ့တော့ဒီအောက်ကလွတ်နေတဲ့ဒီဒရုန်းကြီးကို YG အနေနဲ့ကမျက်ကဲမကြစရာဘာအကြောင်းမှမရှိဘူးဒီမှာဆိုလို့ရှိရင်လည်းဒီ boss ကွန်ကပြန်တော့မလို့မပြန်တော့မလို့ဒီအောက်မှာ creed တွေတောက်ချောက်စီးနေရတော့မှလုံးဝတိကျပြတ်သားတဲ့ decision making တခုမရှိခဲ့ဘူးဒါတွေကြောင့်ပဲသူတို့အနေနဲ့ဒီစုပြုံပြီးတော့မှားသွားတာဘတ်တော့ဝင်ခံလိုက်ရတဲ့အသင်းတွေရဲ့အမားတွေအားလုံးကိုဇီနိုကလှုပ်သွားတယ်လို့ပြောရတယ်ပြောမယ်ဆိုလို့ရှိရင်နံပါတ်1တစ်ချက်အန်နီဘက်က hero nature ကိုဂရုမစိုက်တာလောင်ကြီးနဲ့ဒီ Harry ဒါ hero nature အကြောင်းပဲကျွန်တော်ပြောရသေးတယ်နော်ဘတ်တော့ဝင်ဖို့အတွက် hero nature တွေကအရင်အရေးကြီးတယ်ပြီးလို့ရှိရင်နံပါတ်2တစ်ချက်ကအန်နီဘက်က player တွေရဲ့ play style တွေကိုတိတ်ပြီးတော့ဂရုမစိုက်တာ stage play style ကလုံးဝဘန်နီဂျူတီတို့လိုအလီတာတို့လို play style မျိုးတွေဖြစ်နေတဲ့အခါမှာ player ကိုလည်းဂရုမစိုက်တဲ့အပြင်သူတို့ hero nature ကိုလည်းဂရုမစိုက်ဘူးနံပါတ်3အချက်ကသူတို့ရဲ့တိကျသေးကြတဲ့ decision making တခုမရှိတာပဲဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေရာမှာ boss ကွန်ကပြန်တော့မလို့မပြန်တော့မလို့နဲ့လုံးဝတိကျသေးကြတယ်မရှိဘူးဗျာပြောမယ်ဆိုလို့ရှိရင်ဘတ်တဲကိုစုဆိုင်မလိုက်မလားအဲ့လိုလည်းမဆိုင်ချင်ဘူးပြီးတော့နောက်ကဖင်ကိုလည်းလုံးဝစိတ်မချဘူးပြန်တော့မလို့နဲ့ဒီအကျဉ်းလေးထဲမှာပဲဖြစ်နေတဲ့ decision making တခုဒီအမား3ချက်ကသူတို့အနေနဲ့စုပြုံပြီးတော့ဖြစ်သွားတာတော်တော်များများဘတ်တော့ဝင်ခံရတယ်ဆိုလို့ရှိရင်အမားတွေကတစ်ချက်လောက်ပဲတွေ့ရတယ်ပေါ့နော်ဥမာဒီအဲခိုးရဲ့တောက်လျှောက်ဝင်ခဲ့တဲ့ battle strategy အကြောင်းကိုတစ်ချက်ဒီဘက်မှာကြည့်လိုက်ဗျဒီနေရာမှာဆိုလို့ရှိရင်လည်းဒီစင်တူယိုမှာပဲပထမအချက်နဲ့ဒီအောက်မှာဆိုလို့ရှိရင်လွတ်နေတယ်ဒီမှာဒီချက်ကကြတော့ဒါ enemy ဘက်ကဘာကိုဂရုမစိုက်တာလဲဆိုလို့ရှိရင် hero nature ရကြည့်မယ်ဆိုလို့ရှိရင် Bunny Judy စာဒါ player nature ကိုပဲပြောမယ် hero nature ဆိုလို့ရှိရင်ဒါ funny အနေနဲ့ Kberry နဲ့ဒီ outlane ကိုအလင်းမြန်ရောက်သွားနိုင်တယ်ဒါ hero nature ဒီ hero nature အမားကြောင့်ပဲဒီ RSG ကဒီဘတ်တော့ဝင်ခံလိုက်ရတာပေါ့တွေ့လား funny ပြောမှဆိုလို့ရှိရင်ချစ်ရကျွန်တော်ပြောခဲ့တဲ့3ချက်ထဲကဒါဒုတိယအချက်ပေါ့ဗျာ hero nature အရာကျွန်တော်တို့ဒီပွဲမှာဘတ်တော့ဝင်ခံလိုက်ရတယ်ဆိုတော့အဲ့ဒါတော့မှဘန်နီဂျူတီကမရမကောက်ကိုတွေ့လားမရမကောက်အပေါ်အောက်လင်းကိုတက်သွားပြီးတော့ဒါ player nature လို့ပြောရမယ်သူ့အနေနဲ့အမြဲတမ်းဘတ်တော့ဝင်နေတဲ့ strategy ရှိတယ်ဒီဖန်နီကဒါတကယ်ဆိုလို့ရှိရင်အိမ်ပြန်ပြီဗျာသူ hero nature ကောင်းမယ်လို့ player nature ကဘတ်တော့မဝင်ခြင်းနဲ့စိတ်တက်ရှိတဲ့အခါမှာလုံးဝချက်ချင်းအိမ်ပြန်သွားတွေ့လားဘန်နီဂျူတီကအဲ့ဒါကိုခေါ်ပြီးတော့ဖန်နီကိုပြန်ပြီးတော့တရုံးကိုချိုးခိုင်းတာအဲ့တော့ player nature ဆိုတာဗျာတော်တော်များများအဲ့လိုမျိုးဘတ်တော့ဝင်ခြင်းစိတ်မရှိကြဘူးတည်ရမလားဘတ်တော့လွတ်ထားကြတယ်ဒါဘန်နီဂျူတီခေါ်လို့ပြောမယ်ဆိုလို့ရှိရင်ဒါ player nature မဟုတ်ရင်တော့ hero nature အရာဖေးသွားတာမျိုးရှိတယ်ဆိုတော့ဒုတိယဝင်သွားတဲ့အချက်ကိုကြည့်လိုက်နောက်ထပ်အခုနိုင်သွားတဲ့အချက်တွေအကုန်လုံးကတော့ player nature ပါပဲဘန်နီဂျူတီကအဲ့လိုမျိုးဖြစ်နေတာတကယ်ဆိုလို့ရှိရင်ဒီနေရာမှာ hero nature အရာဘတ်တော့ဝင်နိုင်တဲ့ hero တွေအဲ့လောက်မရှိဘူးဗျာတွေ့လားဒါပေမဲ့ဘန်နီဂျူတီကplayer nature အရာဟိုဖြစ်နေတာအဲ့လိုမျိုး player တွေ enemy ဘက်မှာပါလာပြီးတော့ hero တွေရလဲအဲ့လိုမျိုးဘတ်တော့ဝင်လာနိုင်တဲ့အနေအထားတွေရှိလာပြီဆိုရင်တော်တော်ကြီးကို view ဆိုင်မှာရမယ်တွေ့လားအဲ့တော့ရှေ့ရဇီနိုပွဲမှာအဲ့3ချက်စလုံး view မဆိုင်ဘူးပြီးတော့တိကျသေးကြတဲ့ decision making လည်းမရှိဘူးဆိုတော့ဒီလိုမျိုးဘတ်တော့တွေဝင်ခံရတာဘတ်တော့ဝင်ခံရတဲ့အချက်တော်တော်များများဒီ3ချက်လောက်ကြောင့်ပဲဖြစ်နေကြတာဗျဆိုတော့နောက်ပိုင်းမှာတော့အခုကတဆင့်မြင်ပြီးတော့ဒီလောင်ကြီးတွေကိုအသုံးပြုပြီးတော့နှစ်ချက်ကနင်းတဲ့အချက်တွေရှိတယ်ပေါ့နော်ဆိုတော့ဒီချက်တွေကိုတော့ကျွန်တော်ထည့်ပြီးတော့မပြောသေးဘူးဆိုတော့အခုလောလောဆယ်ရေပေါ်ကအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ3ချက်ကြောင့်ပဲဒီမှာဆိုလို့ရှိရင်လည်း hero nature အရာကြည့်မယ်ဆိုလို့ရှိရင်ဘာမှမရှိဘူးဗျအကုန်လုံးကလေးလေးကွန်ကန်ကြည့်ပဲအဲ့တော့ဘန်နီဂျူတီကမရမကောက်အောက်လင်းကိုတွားပြီးတော့အလဲလေးကနေပြီးတော့တက်ပြီးချိုးသွားသေးတယ်ကြည့်အောင်တော်တော်ဆူဆူပါအဲ့တော့ player nature အရာဟိုကဘယ် hero နဲ့မဆိုဒီအောက်ကလွတ်နေတဲ့ space ရှိလို့ရှိရင်အဲ့ space ကိုမြင်နေတတ်တာမျိုးအဲ့တော့အဲ့လိုမျိုး player တွေ enemy ဘက်မှာပါလာပြီဆိုလို့ရှိရင်တော်တော်ကြီးကို view ဆိုင်မှာရမယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒါဘာမှကျွန်တော်ဒီချက်တွေကြည့်ပြီးဆိုတော့ဘာမှထွေထူးတွေးနေစရာမလိုတော့ဘူးเนาะဆိုတော့ player nature ကိုရော hero nature ကိုရော view မဆိုင်ပဲနဲ့ကျွန်တော်တို့ decision making ကလည်းမှားနေသေးတဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ battle ဝင်ခံလိုက်ရတာအဲ့တော့ဒါမျိုးတွေကကျွန်တော်တို့တွေ့နေကြပဲဒီချက်တွေကဂယုမဆိုင်ဘူးဒီချက်3ချက်ကိုဒါတေချာလေးဂယုမဆိုင်ဘူးကိုယ့်အောက်ကမက်ဂါတွေပေါက်နေပြီဟောင်းလောင်းကြီးဖြစ်နေပြီဆိုရင်အဲ့လိုမျိုးဂယုမဆိုင်ဘူးဆိုလို့ရှိရင်တော့ဒီချက်တွေကတောက်လျှောက်ဖြစ်နေမှာပဲဗျ